ဒါလေးကတော့ဗီဒီယိုနံပါတ်2လေးပါလက်သေးရှိတဲ့မိုးပိုးဘယ်ကနေစားပြီလဲကူးလာပြီပေါ့ကူးလာပြီဆိုတော့ဆက်ရှင်းမပေါ်ဘူးကျမတို့လက်သေးပေါ်မှာဘယ်လိုကြည့်ရမလဲဆိုတော့ဒေါင်းလိုက်အဖြူရောင်အစင်းသေးသေးလေးတွေစပေါ်တယ်အဆက်ပြောင်လေးလည်းစတယ်ပေါ့နော်တချို့ကအဆက်ပြောင်လေးတွေကိုသိတယ်တချို့ကလည်းသတိမထားမိလိုက်ဘူးအဲ့ဒီဒေါင်းလိုက်စင်းအဆက်ကလေးတွေကဆက်သွားပြီးတော့ဒီလက်သေးမှာအကြောင်းလိုက်ပေါ်အထိတ်အောက်ပေါ့နော်အဲ့လိုအကြောင်းလိုက်အခြေလိုက်ကြီးတွေဖြစ်သွားပြီဆိုရင်ဒါလက်သေးအထဲထဲမှာလက်သေးပူသို့မဟုတ်လက်သေးမို့တစ်ခုခုဖြစ်နေပြီဆိုရယ်စိုင်းစပါပြီအဲ့ဒီမှာမှလူတွေကသတိမထားမိခင်ဘာဖြစ်တတ်လဲဆိုတော့အဲ့ဒီဒေါင်းလိုက်စင်းဒီပထမအဆုံးစင်းတော့ဖြူအောင်စင်းကြောင်းကြီးစပေါ်တာပေါ့နော်အဲ့ဘာဖြစ်လဲဆိုတော့ဒီလက်သေးအလွှာထဲမှာရေတက်လုံးဝမရှိတော့ဘူးပေါ့ခြောက်သွားပြီးတော့အဲ့လိုဖြူဒေါင်းလိုက်စင်းအဲ့ဒေါင်းလိုက်စင်းအဖြူရောင်ကနေတဖြည်းနဲ့သူကအဝါရောင်အဝါရင်ရောင်အဲ့ရောင်တွေလည်းသတိမထားမိလူတွေကဘယ်ချိန်ထားသတိထားလဲဘယ်အချိန်မှသတိထားမိသွားလဲဆိုတော့အညိုရောင်အဆင့်ပြောင်းသွားပြီဟေ့ဆိုတော့လူတွေကမြင်ပြီဟဲ့ငါလက်ပေါ်မှာလက်သေးပေါ်မှာအစင်းရောင်ပေါ်နေအစင်းကြောင်ကြီးပေါ်နေတယ်နဲ့ဆိုအဲ့ဒီနောက်ကနေမှသူမိုးမျိုးစားပေါ်မူတည်ပြီးတော့မှအညိုရောင်ကနေအစိမ့်ပုတ်ရောင်တို့အနက်ရောင်တို့အဲ့လိုတဆင့်ချင်းပြောင်းသွားတာရှိတယ်အဲ့လိုအဆင့်ကိုပြောင်းသွားပြီဟေ့ဆိုရင်သူတို့ဒီဖယ်ထုတ်ပြရမယ်အဲ့လိုဖယ်ထုတ်တဲ့အချိန်မှာလဲမရီကယ်ဆရာဝန်တွေနဲ့လုပ်ရင်သူကတော့ဆွဲခွာတယ်ဆိုတဲ့နီးကိုသုံးပေမဲ့ကျမတို့ကနေတက်နစ်နဲ့မရီကယ်နဲ့ပေါင်းထားတဲ့နီးပေါ့နော်အဲ့ဒီနီးနဲ့ကျမတို့ကတော့ပြုပြင်ယူတာမှုတ်ပိုးတွေကိုလည်းဖယ်ရှားပေးတယ်ဒီနောက်ထပ်ပြန်ထွက်လာမဲ့လက်သေးကိုလည်းကောင်းအောင်ပြုပြင်ပေးတယ်နောက်ထွက်လာတဲ့လက်သေးလေးတွေကိုလည်းပုံကြလှပအောင်ဒီနေတက်နစ်နဲ့ပြုပြင်ပေးတာပါအဲ့ကြတော့ဒီလက်သေးတချို့တွေရှိတယ်ခွာထားတယ်ပြန်ထွက်လာတဲ့အချိန်မှာပိုဆိုးသွားတယ်လို့ဒါမှမဟုတ်ပြန်ခွာထားပေမဲ့ပြန်ထွက်လာတော့ပြန်ဖြစ်တယ်လို့ဆိုတာကဒါသူတို့ရဲ့ဒီအပြင်ကဟာပဲပေါ့နော်ကျမတို့ကじゃဒီအတွင်းထဲထိကုပေးတာဖြစ်တဲ့အတွက်6လအချိန်ပေးရမယ်6လအတွင်းမှာတချို့အနေထားရ10ချိန်ရှိမယ်15ချိန်ရှိမယ်အဲ့ဒီလိုအချိန်ချင်းပြုပြင်ယူတဲ့အချိန်မှာလက်သေးလေးတွေက6လကျော်တဲ့အချိန်မှာကိုလိုချင်တဲ့ငကိုပုံစံမျိုးပြန်ရပါမှာတစ်ခါတလေကြာရင်လည်း6လနဲ့တော့မရနိုင်ဘူးပေါ့နော်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းမတူဘူးဖြစ်တဲ့ပိုးမျိုးစားပုံမတူတဲ့အတွက်တချို့လဲ8လတစ်နှစ်ထိသွားတာရှိတယ်လို့အရန်အချိန်နေဆိုတဲ့လူတွေဆိုရင်2နှစ်လောက်ထိပြုပြင်ယူနေရတဲ့လူတွေရှိပါတယ်အဲ့ဒါကလည်းဒီလူ6နှစ်အတွင်းမှာလူက3ယောက်လောက်တော့ကြုံမှုပါတယ်ကျန်တဲ့လူတွေအကုန်လုံးကတော့လပိုင်းနဲ့ပျောက်သွားတာဆိုတော့လေကျမရဲ့ဧည့်သည်တော်တော်များများကလပိုင်းနဲ့ပျောက်သွားတာအဲ့ကြတော့ဒီဧည့်သည်တွေအကုန်လုံးကနေကျမကိုပြန်လှုပ်ပေးနေလို့ကျမကမန်နေဂျီဆိုပြီးနေကြီးနေကဲဆိုပြီးဒီနေ့ချိန်ထိရက်တည်နေနိုင်တာဖြစ်ပါတယ်ရှင်နေပိုင်းနဲ့သိချင်တာလေးတွေရှင်ကျမရဲ့ဒီ TikTok ကောင်လေးကို follow ထားပေးနော်